အားလုံးပဲမင်္ဂလာပါရှင်တေးစီကနေထုံးရသက်ထားပြီးတော့မဟိမိုင်ထုံးတည်ဆူထားတဲ့ညရည်စီဆိုတဲ့သချင်းလေးတည်ဆူခြင်းပါတယ်ငါဆင်ခံစားပေးပါဖြစ်ဖြစ်လေးပါကွ